သမီးကခံရကြရမှာဟုတ်ပြီအဲ့လိုဖြစ်နေမှာငါသမီးအဲ့လိုကောင်းနေကင်းနေဟုတ်ညွှန်လိုက်တာအမေရဲ့ဒီကိစ္စကျုပ်နဲ့မဆိုင်ပါဘူးဗျာသူတို့ဖြစ်ပြနေတာအမေရဲ့ကျုပ်ကလေမြေနဲ့ရလှန်ဆိုင်ခံရတဲ့ဘောပါမေရဲ့ဟယ်လိုကျန်ဆိုင်ခင်းနေမှာ3ကဟမ်မလေးနေရတလို့စားရလားမေဒီ3ကလို့ပြောကြကြားတယ်ဘောလားဒုက္ခပဲနော်အမေရေးနဲ့ကျွတ်တယ်ဗျာဟဲမင်းအဝတ်ဒီမှာချွတ်လိုက်တယ်အဲ့ဒါမှအဆင်ပြေမှာပေါ့အဆင်ပြေမှာတော့စိတ်ရောလားပြေပါညော်လေဟိုးလေးဘက်သွားရွယ်ရငါရှင်းငါလေးဘက်သွားရွယ်ဆိုနေရမယ်လေးဘက်သွားပဲလေရပြီဖေးပေါက်လို့ရပြီမဟုတ်ပြီငါသမီးဟဲ့လေကွာမနေ့ကပြောထားတာကြတော့မှတ်မိတယ်5မိနစ်အတွင်းခိုင်းတာကြတော့သေအိုးနဲ့ရင်သွေးအိုးနဲ့မှားပြီးယူလာခဲ့တယ်နိကဲသမီးဘာဝင်းတို့ဆိုင်ကိုသွားစမှာကွာအားစီလေးနည်းနည်းသွားဝယ်စားနော်အဖေကနေမကောင်းလားနေမကောင်းတာမဟုတ်ဘူးသမီးရဲ့အဖေအသက်ရလာလို့လားမသိတော့ကွာညအိတ်မပြောဘူးအိတ်မပြောတော့အလိုလိုကိုရုပ်နေတာသမီးအဲ့တော့အားလေးဖြစ်နေလို့အားစီသွားဝယ်လိုက်နော်သမီးနော်စိတ်ဒီစမ်းမအောင်ခလုတ်တိုက်လိုက်တာနဲ့အဖေကခိုင်းတာဖက်စီးလည်းမသိဘူးမေ့သွားပြီဒါမြန်မင်းကလေပိုးသက်စီသုံးလိုက်ပေါ့အေးပိုးသက်စီဝယ်ခိုင်းတာလေးဟေးသမီးကိုလေဘိုး350လောက်ပေးခေါင်းအောင်မသွားယူလိုက်နော်လေးခေါင်းအောင်မှာ350လောက်ထားထားတယ်အေးလေဟဲ့နင်ကဘယ်လောက်လိုချင်တာလေ350ဟာအဲ့လိုကြီးနေကဘာလို့မလို့တော့သူများတယ်လို့လေမျက်နှာကိုသွားပြီးခွဲစိတ်ချင်လို့စွာကြမတာအဲ့လိုခွဲစိတ်လိုက်ရင်လေကိုရီးယားမင်းသမီးလေးလိုဖြစ်သွားမှာလေးဟုတ်တယ်လေးဒါလို့လေဘောဘာလို့နင်ကိုခွဲပေးဖို့လေခွဲတယ်လို့လားဒီကခွဲတာကဘောဘယ်လိုခွဲပါလဲဟောဖေးကထင်းနေအဲ့ဒါငါခွဲထားတာလာလေးခဏလေးနာစိတ်ဝါပြောင်းခွဲပေးမယ်လားဟဲ့ဆိုကြပါလားငါသမီးတို့နှစ်ယောက်ကိုအဖေမျက်စိလေးမမိတ်ခင်မှာကောင်းမွန်လေးနဲ့စီစဉ်ပေးခဲ့ခြင်းနဲ့ကွာအမလေးရဲ့စီစဉ်မပေးနိုင်မှသေသွားရင်လေစွာကြမတို့ကကိုယ့်ဘာသာကိုလင်းပြောက်ကိုခေါင်းခေါက်ယူရပါတယ်လေစွာကြမတိတ်စမ်းငါစိတ်မချတာဟောဒီကငါသမီးလေးနင်းအတွက်ကတော့လေငါစိတ်ထဲလည်းမရှိဘူးဘယ်ထဲမှလည်းမရှိဘူးနင်းမြန်လင်တွေ့လင်ရမြန်ပါသွားအေးတာပဲဒါပဲအမလေးသမီးရလေသမီးစိတ်ကြိုက်မတွေ့မချင်းအယိုးဆွေဆွေသွားစေလုံးဝမကြည့်ဘူးအယူနဲ့တူရနော်ဟဲ့ဘေးကအယူရမှာလေအဲ့ဒါစတိုင်လို့ခေါ်တယ်ကျုပ်ကလေအဲ့လိုဘသူနဲ့မှမတူတဲ့စတိုင်မျိုးရှိရလို့ကြိုက်တာကျောင်းနဲ့ရိုက်ပါချက်ဟုတ်ကဲ့မှတ်ထားလိုက်မယ်နော်ဟုတ်ကဲ့ရင်းနေတဲ့လုံးနဲ့ချက်တဲ့ကိုပတ်ထားလိုက်စမ်းပါဟိုဒီကစစ်တီနေနေမပြောစွာကျမပါရှိလိုက်လားတိုက်တယ်ကျွန်တော်အဲ့လိုကျွန်တော်နွေးပြပြငါသာကျူးတော့ကျွန်တော်ချိန်တာဆိုတခါနေခဲ့ပါလားဟဲ့မကဘာဆုံးနေတိလိုက်ကမအဖေလိုဘာသာရေးကိုင်းချိုင်းနဲ့လူနဲ့ပဲပေးစားနေတာသဘောပေါက်လားကျုပ်လက်မြတ်မရှိခွင့်လို့ပြီးတာပါဆိုတယ်မကြည့်ညိုစရာကောင်းလိုက်တာဟဲ့ကြည့်ပါဦးကြည့်ညိုစရာကောင်းလိုက်တာဘာလို့ဘာလို့ဖြစ်လာကြတာတော့မင်းတို့ရဲ့မျက်နှာကိုကြည့်ရတာဒေါသမင်းပူလောင်လိုက်တာဟုတ်ကောင်ကွာတို့ငါတို့လေးခွားနဲ့ဆော်လိုက်တာကွာမှန်ငါပြီကွာဘာကွာဟိုခွေးမလားဟုတ်တယ်ဟဲ့အဲ့တော့မရိုင်းတာဟုတ်တယ်အဲ့ကောင်ငါတို့မရှင်းရလို့မင်းတို့ကောင်တွေကိုထုတ်လိုက်တာဖေးအဲ့ဒါမျိုးမခံအဲ့ကောင်မမလေအဲ့ခွေးနဲ့ပါဟဲ့ဒီခွေးနဲ့မရှိတယ်ဘာလဲအဲ့လိုကောင်ကတော့စောက်ဝကြီးရိုက်ဒီကိစ္စပြီးပဲစောက်ဝကြီးတော်တရားလို့နေဥက္ကဋ္ဌလူငယ်တွေဖြစ်တဲ့ကိစ္စလေဥက္ကဋ္ဌတိုင်စရာလားဗျာပြီးတော့ဒီကောင်ကိုကြည်မြတ်လို့ပညာပေးညာလည်းပါတယ်ဟဲ့လွန်သွားပြီဗျာမင်းကငါတို့ကိုပညာပေးအောင်မင်းကဘယ်လောက်ပညာထက်မြက်နေလဲဟုတ်ပါတော့ဒီမှာကိစ္စတစ်ခုကိုအဲ့လိုဗတ်လိုက်ပြီးတော့မဆုံးဖြတ်ကြပါနဲ့လက်ခုပ်ဆိုနှစ်ဖက်တီးမှမြည်တာဟဲ့မင်းကလူလဲလုပ်ပြီးတော့လက်ကုပ်တစ်ပတ်ချာမှာဓာတ်တော့ခံတာလေကွာမျိုးကနေမနေ့တနေ့ကရောက်လာပြီးအောင်လာတော့ငါလှုပ်ရင်တော့သေတော့မယ်နော်ဟဲ့ဝါလိုက်ဆွဲမလားဆွဲမယ်လားဟမ်မရောက်ငမွေးရလဲစိတ်ခေါ်တိမ်မိုးလေးလည်းချော့မလားသွင်းတော့လာလေတိတ်မတိုးဘူးကွာငါတော့မှာလာရလားလာနင်းချောက်တိုင်းတိုးကြည့်လာမှာတော့တော့ချက်သူပြခံမှာချက်နဲ့နောက်ခံမှာဟဲ့တော့ဆိုငါကိုကြီးချက်ညီလေးတောင်းမှပါတယ်ညီလေးစိတ်မဆိုးရနဲ့နော်ကိုကြီးချက်လေညီလေးကိုမကျေနပ်ဘူးဆိုလို့ရှိရင်လေဥက္ကဋ္ဌနဲ့သွားတိုင်ရင်တိုင်ပါလားနော်ဥက္ကဋ္ဌတိုင်ပါအဲ့တော့အစင်နှမ်းမရှိတဲ့ဥက္ကဋ္ဌမြတ်ဘဥက္ကဋ္ဌကိုငါအစင်နဲ့တိုင်ရလားဒီကသိဖြစ်သွားဟုတ်ကဲ့သိကြောင်သွားတာဟဲ့ဘာလဲနေတော့ကွာမင်းကတမျိုးဟဲ့ဟာဥက္ကဋ္ဌဟဲ့ဟုတ်ကြီးရန်ကုန်ကဟမ်ငါခင်ဗျဘာလဲမင်းကဖလားအားကိုးနဲ့900တောင်နှိမ့်ဆက်ထားတာမဟုတ်ဘူးခင်ဗျတငယ်ချင်းတွေစော့နေကြဒီရွာမှာငါဘလောက်စင်နှမ်းရှိတယ်ဟုတ်ကဲ့ပါဘလောက်လုံးပိုင်ခွင့်ရှိတယ်ဆိုမင်းကိုခုပြမယ်ကဲဘူးခေါ်လာခဲ့ပြီဟုတ်ဒီလိုအားလည်းရတော့ချက်ဟုတ်ပါလား
လာတက်လာ မြို့လေးနေအဖေရလေသားလေးတောင်တည်းရှိလို့ဆိုပြီးတော့ဟမ်စောငါဖွေးနာမည်ပေးခဲ့တာအခုနေရလေအသက်ကြီးလာတယ်အဲ့ဒီတခြားငါဖွေးမဟုတ်တော့ကြပွေးဖြစ်နေပြီဒီမှာအာမိတ်ချိုင်နေမိမအမြန်ဆုံးယူရမယ်ဒါပဲ မိမယူရမယ် ဟုတ်တယ် ကောင်းတာပဲ အော်ဒါမျိုးကြတော့ငါတောင်းပေးရမယ်ငါသားရေဒီတောင်းခိုင်းတဲ့ကောင်မလေးအိမ်မော်ရောက်နေပြီ တော်လိုက်တဲ့အမေအဲ့ဒါကြောင့်အမေကိုချစ်နေရတာ လေဟုတ်ဖေရမှာမဟုတ်ဘူးဖေရမှာအိမ်ပေါ်မှာဖတ်မှာဖတ်ရုံနေဘယ်ကမလဲခင်လေးဟာဝမ်းနိုင်တာခင်လေးရေဒီကောင်ကလေကိုတော့ပြောတဲ့လူတော်မှရှိမှာမဟုတ်သလားရဲချစ်တာပဲခင်လေးရေခင်လေးရောကိုချစ်လားဟမ်ကိုချစ်လားပါဇက်ကနေပြောလေကိုချစ်တဲ့အဲ့လိုပြောလေမဲကြက်နေတာပြရခင်လေးโอ้မချစ်ပါနဲ့ကိုပဲလှည့်ပါဦးဟာဟဲ့ဘိုင်းလေဟမ် ဘိုင်းလေခဲလေကိုတော့စကြည့်တယ်ဆို ယောက်ျားတိုင်နဲ့ဘိုင်းမချစ်ဘူး တော့ပြီးတလေပတ်တယ် ဘာလို့လဲဘာလို့မသိရတော့ဖိုင်နင်ကဖဲလို့ပြောတယ်အမေမချစ်ဘူးဟဲ့ဖဲနင်ကဖဲလို့ပြောတယ်အမေငါ့ကိုချီရတူးတယ်မှတ်နေတာဟဲ့သွားဘာလဲဟိုကျွန်တော်ပါဦးဒီကငါပွေး တော့ကြွနေဟမ်တရွာလုံးကတော့လေခမ ကိုတော်လာနဲ့နောက်ဆုံးညမှာခမဥတီလိုက်စီပြီးထွက်လာတာပဲ မင်းကွာပြောတခါတည်းမှစီးတာပါဒီတင်လိုက်တော့မဝေး ဒါပေမဲ့အတဲ့ဆိုတော့ရှိတယ် ဒါပေါ့ ကျုပ်လဲကြရင်လေဦးလေးမသိကြအောင်ဆောင်ပေးရ စိတ်ချမသားကြီးလို့ကိုနေပြီးမငြိမ်းနေစီရမယ်စိတ်ချနော် ဒါဆိုကြပြီရှင်းနဲ့တယ်ကျွေးတယ်ပြီ အသက်ကွယ်မရမကြီးရှင်လေမင်းခွဲခဲ့ရတဲ့ဒါကြီးပြတ်တော့ပါပြီ မောင်ရင် ဖေဖေကိုခေါ်ရပါဖေဖေ အိုးမောင်ရင် ဖေဖေသမီးတရဆက်လေဖေဖေ မောင်ရင်ကြည့်လေလို့ပေါင်းကွာမင်းအိမ်မှာကြည့်စရာမှန်ဝဲရှိရလားဟင်မင်းငါ့ကိုဖေလို့ခေါ်တာပြည်ကြီးတွေတောင်အဲ့လာတဲ့ထင်တာပါပဲဘလူးပြင်းလို့မင်းလေးပြစ်တာတော့မလား တော့မနောက်ပါနဲ့ပြီ ဟာလာဒီကိုပြောင်းဖို့လေတော့ကွာ အခုချိန်ကျတော့ပြန်မဖို့တော့ပြန်ဖို့တော့တာ ကဲလို့ဒီညစားကတောက်ခါလေးဆိုရှင်နေအဲ့ရုံစရာဖြစ်အောင်သိလို့လား ဒီမှာလေးမှာကိုဝင်ရှိနေပြီ ဟာမင်းကကိုဝင်မင်းရဆိုတရားလုံးသိတယ်ကွာ တရွာလုံးသိပဲကျုပ်မှမသိတာခမရလေ ခက်စကားကိုရှင်ဝေးမပြောကြည့်ဘူးကွာငါညမယူလားမယူလားမင်းအဲ့ဒါပြော မယူဘူး ကိုသွားပြပြီနောက်ဆုံးတက်မင်းမငါညမယူလားမယူလားဗျာ မင်းမနေနဲ့မယူဘူး 没有人我记得带的，没有人我记得带的，没有人我记得带。 ဟိုမျိုးရလာတဲ့ကောင်ကြီးဟမ်တော့မအောင်ကြက်မပြေပါလား 没露西的白给啥？没不露西没的， ဩဥက္ကရာရဲ့ဒီကိစ္စကျုပ်နဲ့မဆိုင်ပါဘူးလို့ပြောပြပြီလေဗျာ 没当过没是那么标的。没那露西呢，人家没不的嘞。 ဥက္ကရာအဲ့လိုပြောချင်းဆိုလို့ရှိရင်လူစီနေတာကွာတို့ရဲ့အိမ်မှာလေနော်ကွာတို့ကနေရောညောင်းအဲ့အိမ်မှာရှိနေဒီကောင်လည်းပြနေတာပဲ ဟဲ့မင်းရအဲ့ဒါမပြောနဲ့ရငါလေလူစီပေါ်မှာအယူမတက်တော့တန်မိုးထားတာကွာကွာဒီလိုတန်မိုးထားတာကွာနော်အေးငါဦးလေးလည်းဖြစ်နေတာပဲငါအိမ်ကိုအကြောင်းမိအကြောင်းရှာဝင်ထွက်တယ်သူပဲအဲ့ဘက်ကမင်းမဟုတ်သူပဲကွာဖြစ်တာပေါ့ 没把啥做了，他们那标文也说不，就你妈俺都挨那一个皮了，什么我也没乌着礼拜个，该俺是那样的西边，不是来了个标标。 နင်ဒီကိစ္စကိုပြက်ပြက်သားဆုံးဖြတ်တယ်နော် ငါပြည့်တာဘလို့ဆုံးဖြတ် သူနဲ့ထိတ်တိုက်တွေ့ပြီးတော့နင်ကငါလုံးဝပတ်သက်ဆရာမလို့ပြောပလိုက်တော့ဒီပါကြားနဲ့နွားဆိုတာမတနာကောင်း ဟုတ်တယ်ဒီကိစ္စကိုငါဖွေးနဲ့ထိတ်တိုက်တွေ့ပြီးရှင်းမှဖြစ်မယ် ရှင်း 对没？ ငါဖွေးအမေ ဩခင်လေးရဲ့ဘလို့ဖြစ်လာတော့ ဒီပေါ့ငါဒီကိုဘာလာလောက်တာလဲ ဒီငါ့ကိုတတိယလို့လာနေမှာပေါ့ဟုတ်တယ်မဟုတ်မှလေရောနင်းအဖေကငါ့ကိုလာတောင်းခိုင်းလာတာဟာလား ဟုတ်မယ်ထင်တယ် ဟမ်ဟုတ်မယ်ထင်တယ်မလုံးနဲ့နော်အဲ့ဒါဆိုရင်ဟုတ်လိုက်တော့နင်းအဖေကိုပြောလိုက်ငါမနေ့ကလာတောင်းမယ်လို့နော်ဆက်ပြောလိုက်အောင်နော် အေးပြောလိုက်မယ် အေး
ဦးကြောင်ကြားနဲ့တော့မိန်းမတယောက်ရအောင်မယ် ငါသမီးနဲ့စောငပွေဘယ်ချိန်နေထိရောက်နေလဲပြော အဖေဘာလို့သိချင်လဲ အိုးနင်ကလေလေးလေးကတိကျင်တာလေးနင်းနဲ့စောင်းမပွင့်နဲ့ချစ်သူလေးဖြစ်နေကြပြီလားဘယ်နေရာမှာချင်းတွေ့ကြတယ်ဘယ်တော့ယူမှာလဲခလေးမတယောက်ကြီးယူမှာလဲလို့ အေးလက်တယ်လေးပါလေးရှာထားအောင်နော်ဟာဟေးဆိုချင်မအမဒီနေပြောရလိုက်လားငါသမီးလေးကိုနေပြောလိုက်တာဂိတ်ဆုံးကိုရောက်သွားတော့တာပဲဟာမင်းနေတဲ့အချိန်မှာနေဘာစကားမှဝင်မပြောနဲ့ငိမ့်ငိမ့်လေးနေဒီမှာငါသမီးနဲ့ငါဖွေးနဲ့ဖြစ်နေကြပြီလားလို့ သူပြောတော့ဖြစ်နေကြပြီလို့ပြောတာပဲ ဟေးအဲ့လည်းမဆိုးဘူးကနော်ဘယ်လိုဝင်းနေနှက်ကရွာပြင်ပါလေ နေရာမားလာ အေးမင်း မဟုတ်ဘူးလေဟိုဦးလေးသမီးကိုလာတောင်းပါ ဟမ်မေး ဦးတီလာရဲ့သမီးကိုလေ ဟုတ်ကဲ့ ကျမသားရှင်ဘက်ကနေမိသားဖသားပြီးပြီမပြောဘဲအုံမွေးနဲ့လာရောက်တောင်းတာပါလက်ခံပေးပါနော် လက်မခံပါဘူးခင်ဗျာလက်မခံပါဘူး စီပြေတယ်စီပြေတယ် မပြေပါဘူးခင်ဗျာမပြေပါဘူးနော်ဟေးဒီမှာမင်းငါမေးအောင်မင်းငါသမီးကိုလာတောင်းတာဟုတ်လားဟမ်ငါသမီးကိုလက်ထပ်ခြင်းလေပေါ့အေးသဘောမတူဘူးဗျာငါကလုံးဝသဘောမတူဘူး ဒီသမီးကလာတောင်းတော့လေအရင်ကကျင်းနေတဲ့ပုံပဲသားရဲ့ ဒုက္ခပါပဲမကျေနပ်ပါဘူးခင်ဗျာမကျေနပ်ဘူးလုံးဝမကျေနပ်ပါဘူးခင်ဗျာ တော့ပြန်လိုက်ငေါ့ အော်နေတာ မင်းတို့မနေ့ကတော့ပါသုံးနေတယ်ဖောက်နေ ဒါမလို့ယူနေတာမင်းနော်ပါရတာမဟုတ်မနေ့ကငါနန်းတာ3ချက်ဖုံဝီသိန်း20ကိုနှစ်ရက်အတွင်းစုဆောင်ထားပါလို့အဲ့ဒီသိန်း20ကိုမရဘူးဆိုရင်တရွာလုံးမီးတောင်တိုက်သွင်းပြစ်မယ်တဲ့ဥက္ကဋ္ဌတရွာလုံးစုပေးမဲ့ငွေတွေကိုကျုပ်ကိုယ်တိုင်သွားမပေးဘူးနော် ဘူးမသွားကြမလို့ကျုပ်သွားမယ် တကယ်လို့များငါအဲ့ဒီကိုတွားရင်လည်းငါသက်သေးခဲ့ရင်ဒီရွာကောင်တို့တယောက်မှမယူပါနဲ့ဟာနော် ဘာဖြစ်လို့လဲ ဒီရွာကောင်များအကုန်လုံးဖျို့ဖျဲတွေပဲငါတဲ့ပုံပြီးတော့တိပါတယ်ဟာ အေးပါဟာစိတ်ချပါတကယ်လို့များနေတည်သွားခဲ့မယ်ဆိုလို့ရှိရင်ဘသူ့ပိုက်ထဲမှာပြန်ပြီးမဝင်စားပါနဲ့နော်ငါအိမ်ကလေနမကြီးမီဆိုးပိုက်ထဲပဲပြန်ဝင်စားပါလေနော် ဘာဖြစ်တော့လဲဈေးကောင်းတာကွာ